မဲမင်္ဂလာပါရှင်ဒီတစ်ခါမှာကတော့စက်သားတံပေါင်စားရတာရိုးဤသွားပြီဆိုလို့ရှိရင်တော့ဒီပစွန်တံပေါက်ချက်နည်းလေးကိုလိုက်ပြီးတော့ချက်စားကြည့်ကြနော်ပစွန်တံပေါက်ချက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျမကဒီနေ့မှာဘတ်စမာတီဆန်ချိန်ခွက်နဲ့9ခွက်ကိုအသုံးပြုခဲ့ပါတယ်ဆန်ကိုတရေလောက်ဆေးပြီးတော့မှမိနစ်30ခန့်ရေထဲမှာစိမ်ထားပေးပါမယ်ပြီးရင်တော့ပစွန်ကိုခေါင်းဖြတ်အမိဖြတ်ပြီးနောက်ကျောကအညစ်အကြေးတွေဖယ်ရှားပြီးတော့ပစွန်ကိုနှပ်ပါမယ်ပစွန်ကိုတော့ရိုးရိုးရှင်းရှင်းလေးပဲဆန်နုံမုန်းလေးနဲ့စားလေးနဲ့ထည့်ပြီးတော့မှမိနစ်30ခန့်နှပ်ထားပေးရပါမယ်ပစွန်မဆလာအနှစ်ချက်ဖို့အတွက်ကိုကျက်သွန်နီဦးကြီး3လုံးကိုအသုံးပြုပါမယ်ကျက်သွန်နီတွေကိုပပလေးတွေလှီးထားပါမယ်ပပလီထားတဲ့ကျက်သွန်နီလေးတွေကိုစီဘူးဦးထဲမှာမီးအေးအေးလေးနဲ့နေရဲပြီးကျွတ်လာတဲ့အထိကြော်ထားပေးရပါမယ်ကျက်သွန်နီတွေအခုလိုမျိုးနေရဲပြီးကျွတ်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်ပြီးတော့မှပကံတစ်လုံးထဲမှာဖယ်ထားပေးရပါမယ်ပစွန်မဆလာအနှစ်ချက်ဖို့အတွက်ကျမကခရမ်းချင်ဒီအလုံးကြီးကြီး3လုံးကိုပပလေးတွေလှီးပြီးတော့မှအသုံးပြုပါမယ်ပြီးရင်တော့ကျမတို့ပထမဦးဆုံးကြော်ခဲ့တဲ့ကျက်သွန်နီကြော်ထားတဲ့ဆီကိုပဲအသုံးပြုပြီးတော့မှမဆလာနှစ်ကိုချက်သွားပါမယ်နော်ကတံပေါက်ကိုအရသာပိုရှိချင်တဲ့အတွက်ကြောင့်မို့လို့ထောပတ်တစ်စုံကိုထည့်ပြီးတော့အသုံးပြုခဲ့ပါသေးတယ်ပြီးရင်တော့ပုံမှန်ပြထားတဲ့အတိုင်းမဆလာ6မျိုးကိုထည့်ပြီးတော့မှစီတက်ပါမယ်ပြီးရင်တော့တစ်ဆက်ထဲပါပဲထောင်းထားတဲ့ဂျင်းနဲ့ကျက်သွန်ဖြူကိုထည့်ပြီးတော့မှရောပြီးတော့စီတက်ပါမယ်ပြီးရင်တော့ကျမကတံပေါက်ကိုဆက်တဲ့အရသာလေးနည်းနည်းရချင်တဲ့အတွက်ကြောင့်မို့လို့ထောင်းထားတဲ့မြို့တီးစိမ်းကိုထည့်ခဲ့ပါတယ်အကယ်လို့မိမိအဆမကြိုက်ဘူးဆိုလို့ရှိရင်လည်းမထည့်လို့ရပါတယ်နော်ပြီးလို့ရှိရင်တော့ပပလီထားတဲ့နှုတ်လုံးစင်ထားတဲ့ညံ့ချင်လေးကိုထည့်ပြီးတော့မှစီတက်ပါမယ်ပြီးရင်တော့စားထည့်ပါမယ်အယောင်တင်မုံနှစွန်းထည့်ခဲ့ပါတယ်ကျမကတံပေါက်ချက်တဲ့ခါမှာအယောင်စိုးစေးထည့်သုံးမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အယောင်တင်မုံနှစွန်းကိုအယောင်လှအောင်ထည့်ရခြင်းဖြစ်ပါတယ်ပြီးရင်တော့ခရမ်းချင်ဒီလေးတွေကိုကျင်းညက်နေအောင်စီတက်ထားပေးရပါမယ်ခရမ်းချင်ဒီလေးတွေကျင်းညက်သွားပြီဆိုရင်တော့ကျမတို့နှက်ထားတဲ့ပစွန်ကိုထည့်ပြီးတော့မှစီတက်ပါမယ်ပစွန်ကအကြာကြီးချက်တယ်ဆိုလို့ရှိရင်မာသွားတတ်တဲ့အကြောင်းမို့လို့အကြာကြီးချက်စရာမလိုပါဘူးနော်ပစွန်ထည့်ပြီး10မိနစ်လောက်အကြာဆိုလို့ရှိရင်တော့ကျမတို့ပထမဦးဆုံးကြော်ခဲ့တဲ့ကျက်သွန်နီကိုထည့်ပါမယ်ဒီနေရာမှာကျမကကျက်သွန်နီကိုကြော်ထားတဲ့ကျက်သွန်နီကိုတဝက်ကိုပဲထည့်ပါမယ်နော်တဝက်ကိုတော့ထမင်းနဲ့ရောတဲ့အခါမှာထည့်သုံးသွားမှာဖြစ်ပါတယ်ပြီးရင်တော့တစ်ဆက်ထဲမှာပဲနနံပင်နဲ့ပူစီနာနှုတ်လေးစင်ထားတာကိုထည့်ပါမယ်ပူစီနာနဲ့နနံပင်ကတော့လက်တစ်စုပ်စာလောက်ဆိုလို့ရှိရင်လုံလောက်ပါတယ်နော်ပြီးရင်တော့တံမြရည်လက်ဖက်ရည်စွန်းတစ်စွန်းစာလောက်ထည့်ပါမယ်ပြီးရင်တော့တေချာလေးမွေပြီးတော့မှ2မိနစ်လောက်ထပ်ပြီးတော့မှချက်ထားပေးရပါမယ်ကဲအခုဆိုလို့ရှိရင်ပစွန်နာအရည်လေးတွေလည်းခန်းသွားပြီဆိုတော့စီလေးလည်းပြန်လာပြီအခုလိုအနေထားဆိုလို့ရှိရင်ချလို့ရပါပြီနော်ပြီးရင်ကျမတို့ဓာတ်ပေါက်ထမင်းလေးအယောင်လိုက်ရန်အတွက်ကိုတဘာဝစူးစီးလေးလုပ်ပါမယ်နော်ဒါကတော့နွားနို့ပါအခုလိုမျိုးခွက်တေးတစ်လုံးထဲမှာနွားနို့ကိုထည့်ပြီးတော့မှsaffron လေးတွေကိုထည့်ပါမယ်နော် saffron က9.6 ပွင့်လောက်ဆိုလို့ရှိရင်တော့လုံလောက်ပါတယ်အခုလိုမျိုး saffron လေးတွေထည့်ပြီးတော့မှနို့တွေကိုထည့်စိလိုက်တဲ့ဆိုလို့ရှိရင်အယောင်လေးတွေထွက်လာပါတယ်နော်ကဲလို့မိမိမှာ saffron မရှိဘူးဆိုလို့ရှိရင်လည်းစိုးဆေးကိုသုံးလို့ရပါတယ်ကဲဒီအိုးကတော့ဆန်ပြုတ်ရန်အတွက်ကိုတည်ထားတဲ့ရင်းနှီးအိုးပါ1လီတာခွဲခန့်ရှိတဲ့ရင်းနှီးအိုးတွေကိုပုံမှန်ပြထားတဲ့မဆလာတွေထည့်ပါမယ်ပြီးရင်စားထည့်ပါမယ်ပြီးတော့အခုလိုမျိုးနှံ့သွားအောင်မွေပေးလိုက်ပါမယ်ပြီးတော့ရေပွက်ပွက်ဆူလာတဲ့အထိစောင့်ပါမယ်နော်ရေပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့စိမ်ထားတဲ့ဆန်ကိုရေစစ်ပြီးတော့မှဆန်ကိုပဲထည့်ပါမယ်နော်အခုလိုမျိုးတေချာလေးနှံ့အောင်မွေပေးလိုက်မယ်ပြီးလို့ရှိရင်တော့ဆန်လေးတွေပျော့လာတဲ့အထိစောင့်ပါမယ်ဆန်ကိုတော့85%ကြက်တဲ့အထိအောင်ပြုတ်ထားပေးရပါမယ်
ဆန်ကလိုအပ်တဲ့အနေအထားရောက်မရောက်ကိုအခုလိုမျိုးလက်သေးလေးနဲ့စိတ်ပြီးတော့မှစမ်းသပ်လို့ရပါတယ်เนาะအခုဆိုလို့ရှိရင်တော့ဆန်ချက်လို့ရတဲ့အနေအထားရောက်ပါပြီအဲ့ဒါဆိုလို့ရှိရင်တော့မီးပိုပေါ်ကနေချပြီးတော့ရေစစ်ထားပေးရပါမယ်ကဲဒါကတော့ကျမတို့ပထမဆုံးချက်ခဲ့တဲ့ပစွန်ချက်ထားတဲ့အိုးလေးပါအဲ့ဒီအိုးကိုပဲအသုံးပြုသွားပါမယ်เนาะထောပတ်တစ်စုံထည့်ပါမယ်ပြီးရင်ခုနကပြုတ်ပြီးတော့ဆယ်ထားတဲ့ဆန်တစ်ဝက်ကိုထည့်ပါမယ်အဲ့ဒီဆန်တစ်ဝက်ရဲ့အပေါ်ကနေပြီးတော့မှချက်ထားတဲ့ပစွန်တစ်ဝက်ကိုထည့်ပါမယ်အဲ့ဒီပစွန်လေးတွေကိုတေချာလေးဖြန့်ပြီးတော့ညီနေအောင်ထည့်ထားပေးပါမယ်ပြီးရင်တော့ကျမတို့ဖယ်ထားတဲ့ချစ်တနီကျော်တစ်ဝက်ထဲမှာအနှဲငယ်ကိုဖြန့်ပြီးတော့မှထည့်ပေးပါမယ်ပြီးရင်တော့တစ်ဆက်ထဲမှာပဲ saffron milk ကိုထည့်ပေးပါမယ် saffron milk ကိုလည်းအလိုပဲဆန်အပေါ်ကနေပြီးတော့မှတေချာလေးနှံ့နေအောင်နည်းနည်းစင်းစီဖြန့်ပြီးတော့ထည့်ပေးရပါမယ်ပြီးလို့ရှိရင်တော့ကျမတို့နှုတ်ဆင်ထားတဲ့ပူစီနံနဲ့နနံပင်ကိုဖြန့်ပြီးတော့ထည့်ပေးထားပါမယ်ဒါဆိုလို့ရှိရင်တော့တလွာပြီးသွားပြီပေါ့နော်အခုနောက်တလွာဆက်ပြီးတော့လုပ်ပါမယ်ခြံတဲ့စံတဝက်ကိုအဲ့ဒီခုနဖြန့်ထားတဲ့အပေါ်ကနေပြီးတော့မှထည့်ပါမယ်ရှိသမျှဆန်လေးကြံသမျှဆန်လေးအားလုံးကိုအခုလိုမျိုးတေချာလေးဖြန့်ပြီးတော့ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ saffron milk ကိုထည့်ပါမယ် saffron milk ကိုတေချာလေးအပေါ်ကနေနှံ့နေအောင်ဖြန်းပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ခုနကပထမဆုံးခြံခဲ့တဲ့ပစွန်ကျန်တဲ့တစ်ဝက်ကိုထည့်ပါမယ်။ကျန်တဲ့ပစွန်တစ်ဝက်ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျန်တဲ့ချစ်တူနီကျော်တစ်ဝက်ကိုတေချာလေးဖြန့်ပြီးတော့ထည့်ထားပေးရပါမယ်။ပြီးရင်တော့မြုပ်ဒီစိမ်းနှစ်ချမ်းခွဲထားတာလေးတွေကိုအပေါ်ကနေထည့်ပါမယ်။အကယ်လို့မိမိကအဆက်အရန်စားနိုင်တယ်အဆက်ကြိုက်တယ်ဆိုလို့ရှိရင်တော့ထည့်လို့ရပါတယ်เนาะအကယ်လို့မိမိမစားနိုင်ဘူးမကြိုက်ဘူးဆိုလို့ရှိရင်တော့ဖယ်ခဲ့လို့ရပါတယ်ပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးတော့မှ10မိနစ်ကနေ15မိနစ်ခန့်ဘီအေးအေးလေးနဲ့နှက်ထားပေးရပါမယ်အခုဆိုလို့ရှိရင်တော့15မိနစ်ခန့်ရှိသွားပြီဆိုတော့ထမင်းလေးတွေကိုအပေါ်အောင်နှံ့သွားအောင်အခုလိုမျိုးဇွန်းလေးနဲ့ဖွားဖွားလေးအပေါ်အောင်လှန်ပေးရပါမယ်အကယ်လို့မိမိကဇွန်းနဲ့ကြမ်းကြမ်းတက်တက်လုပ်တယ်ဆိုလို့ရှိရင်တော့တံပုတ်ထမင်းဆန်လေးတွေကကျူပဲသွားပြီးတော့မလမပဖြစ်တတ်ပါတယ်เนาะအဲ့ဒီတခုတော့တတိပြုဖို့လိုအပ်ပါတယ်အခုဆိုလို့ရှိရင်တော့မိမိကြိုက်နေတဲ့ဗလက်ချောင်ကျော်ဒါမှမဟုတ်မိမိကြိုက်နေတဲ့သခွားဒီအချင်းသုံးကြိုက်နေတဲ့ရနဲ့တွဲဖက်ပြီးစားသုံးလို့ရပါပြီเนาะချန်နီအပြည့်စုံနဲ့ပါဝင်ပစ္စည်းအပြည့်စုံကိုဗီဒီယိုအောက်က description box မှာရေးထားပေးပါတယ်เนาะဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ thank you bye bye